ချေတို့မူလကိုယ်တိုင်ဆွဲတဲ့အခါမှာအရင်ဆုံးသိထားမယ်အချက်နှစ်ချက်လိုပါတယ်အချက်နှစ်ချက်ကတော့ WL လို့ခေါ်တဲ့ခါယုအရှိကိုတချေတို့သိဖို့လိုတယ်เนาะအဲ့တော့မူလကိုယ်တိုင်ဆွဲဖို့ဆိုလို့ရှိရင်ဒီမှာမတိုင်းခင်နဲ့ခါကျိုးချီရပါမယ်တဲ့တချို့တို့ခါမှာကျိုးချီပြီးတော့တိုင်းရပါမယ်ခါကျိုးချီပြီးတော့ဂုတ်စီလေးကနေပြီးတော့ခါယိုးကိုဘယ်လောက်ရှိလဲဆိုတာတချို့တို့အရင်ဆုံးတိုင်းရမယ်အဲ့တော့နံပါတ်1ကကျတော့ WL ကိုတချို့တို့သိဖို့လိုပါတယ်နံပါတ်2ကကျတော့ရင်းအကျယ်ကိုသိဖို့လိုပါတယ်အဲ့ဒီနှစ်ချက်ရလို့ရှိရင်တချို့တို့ရဲ့မူလကိုယ်တိုင်ဒီဆွဲလို့ရပါပြီအဲ့ဒီမှာတွက်ရမှာကြတော့တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်ရှိပါတယ်အဲ့တော့ဒီမှာ B ဆိုတာကတော့ B ဆိုတာတော့ဒီရင်းအကျယ်ဖြစ်ပါတယ်အဲ့တော့ရင်းအကျယ်ကိုတချို့တို့သိရမယ်ဒီရင်းအကျယ်ကိုအစားထိုးပြီးတော့ b by 2 plus 5 b by 6 plus 7 b by 6 plus 4.5 b by 6 plus 3 b by 20 plus 2.9 ဆိုပြီးတချို့တို့တွက်ထားရပါမယ်အဲ့ဒီ b by 20 plus 2.9ကိုတချို့တို့3နဲ့စားထားရမယ်3မပို့ထားရမယ်အဲ့ဒါဆိုလို့ရှိရင်ဒီဟာလေးတွေရပြီဆိုလို့ရှိရင်တချို့တို့ကမူလကိုယ်တိုင်လေးကိုဂျပန်စင်တီမီတာနဲ့ပုံဖော်တဲ့မူလကိုယ်တိုင်စစ်လေးကိုရပါပြီအဲ့ဒါပြီးသွားလို့ရှိရင်တချို့တို့ကဒီမှာဘာလေးရှိလဲဆိုတော့ဒီမှာဒီပုံမှာတော့ဒါမူလကိုယ်တိုင်ဆွဲနည်းလေးပေါ့နော်ဒါလေးတွေကသေးနေတယ်ရှုပ်နေတဲ့အတွက်ကြောင့်မလို့တချို့ကတကန်းစီဒီကောင်လေးတွေကိုတချို့ကထုတ်ထားပါတယ်